စီးပွားရေးကြက်တဲခက်ခဲလာတဲ့အခါတပည့်တော်တို့မှာဘုန်းကြီးတွေမှာအရင်ဆုံးထိကြိုက်လာဟုတ်ပြီအဲ့မှာဒီနေ့ခေတ်ဘာပိုးပြီးဂရုစိုက်ရမလဲဆိုတော့ဖျားတဲတာတွေကြောင်းဆောက်တာတွေနော်ဒီမျိုးတွေမှာတော့အရှင်များတို့ဘယ်လိုတွေဖြစ်လာလဲဆိုတော့လေဘုန်းကြီးတွေကဘွဲရလာတယ်တိုက်တွေခွဲထောင်နိုင်ရင်တိုက်ထောင်လိုက်ပြီးဟိုဘက်တိုက်နဲ့ဒီဘက်တိုက်ကကတ်လို့ဘုန်းကြီးတစ်ကိုရင်တစ်ခွေးတစ်ကြောင်တစ်ဆိုတာမျိုးလို့နော်ဒီအဝါတွေလဲတန်ဃာတွေနဲ့ပရိယတိပရိပတ်တိစာချနေတာတွေပါလေတိတ်မလုံနိုင်ဘူးနော်တိတ်မလုံနိုင်ဘူးတရားဟောတရားပြလေးမလို့လဲလို့လဲလို့အဲ့လိုမျိုးလေဘုန်းကြီးကျောင်းစုံသီလရှင်ကျောင်းစုံရန်ကုန်မှာအများကြီးပဲဘုန်းကြီးကျောင်းတွေကြီးကွက်တစ်တွေမှာနဲ့မြသီလရှင်ကျောင်းတွေကြီးတယ်အဲ့ဒါတွေကစုပေါင်းလို့လားဆိုတော့လေစုပေါင်းပြီအလုံးမလို့အဲ့တော့ဘာလို့တာတော့ဆိုတော့ကျောင်းဆောက်ပြီးတော့ဘန်ဂလိုဆောက်ပြီးတော့နားနေတာနဲ့သွားတူးနေတယ်ဒီအစာအုပ်တွေကဘာလို့ဖို့တော့ဗျသာသနာအတွက်သာသနာပြုဖို့ရှင်များတို့ပိုင်လားမပိုင်ဘူးတပည့်တို့ကိုယ်ပိုင်အိမ်ကိုယ်ပိုင်ကားကိုယ်ပိုင်အလုပ်လုပ်လို့ရလားမရဘူးသာသနာအတွက်ပဲဖြစ်ရမှာလေဟုတ်လားအဲ့လိုဆိုတဲ့အခါကျတော့ဒီကနေ့အဲ့ဒါတွေကအားနေလားဒီနေ့ခေတ်မှာအဲ့တော့သူတလူငါတမင်းပေါ့ဗျတိုက်ကြီးတွေကယော့သွားတယ်တိုက်လေးတွေကအတစ်အများကြီးပေါ်လာလို့အားရှိလာတော့မရှိဘူးတက္ကသိုလ်တွေလည်းအများကြီးပဲမြန်မာပြည်မှာအဲ့ဒီတက္ကသိုလ်တွေအများကြီးကစာချဗမောက္ခတွေကတိကတွေလုံလောက်လာတော့မလုံလောက်ဘူးမလုံလောက်ပဲနဲ့ဗုဒ္ဓတက္ကသိုလ်ပဲထောင်ဘာတက္ကသိုလ်ပဲထောင်ဘာထိခိုက်မယ်ထင်တယ်အဲ့လာတက်တဲ့ကိုတော်တွေထိခိုက်ရောဒီဘက်ကစကောလာပေါ့ပညာရှင်ဘက်ကမပြည့်စုံတဲ့တက္ကသိုလ်တခုကိုသူတို့ကတစ်နှစ်ဆန်းဝဲဖြည့်ပြီးဒီပလိုမာပေးလိုက်မှာပဲအတန်းပြီးရင်ရှင်များတို့သူတို့ကအမေရိပါတွေထိပြီးရင်လည်းပေးလိုက်မှာသို့တော့ quality မပြည့်ဘူး quality မပြည့်ဘဲနဲ့ကြောင်းပြီးသွားတဲ့ကိုတော်သဘာကမတက်ဘူးဆိုတဲ့တူနဲ့အတူတူပဲနော်ဘွဲတက်မထတာအန္တရာယ်မရှိဘူးဘွဲတက်ထားပြီးတော့စာမတက်တာအန္တရာယ်ရှိအဲ့တော့ဒီလိုတို့အဲ့လိုမျိုးတွေကပရိယတ်ဘက်ရောတက္ကသိုလ်ဘက်တွေမှာရောအများကြီးရှိလာတယ်ပိုးဆိုတာခုနပြောတယ်ကျောင်းတိုက်တွေအသီးသီးထောင်းလာတော့လူတွေကရှင်မြကျောင်းတိုက်ထောင်းပြန်ပြီးလှူရပြန်ပြီးဒီကိုတော်ကြီးကကျောင်းတော်ထိုင်ပြန်ပြီးလှူရပြန်ပြီးနောက်တစ်ပတ်ကျောင်းတိုက်ထောင်းမပြီးသေးဘူးကားလှူခြင်းပြန်ပြီးကားလှူရပြန်ပြီးမပြီးသေးဘူး accessory တွေပေါ့ဗျအဲ့လိုလိုက်လို့တော့ဒကာဒကမတွေကရှိတဲ့ဟာတွေအကုန်ဖြည့်ညစ်ပြီးလှူရဒါတပည့်တော်ကညှာသေးခြင်းနဲ့တပည့်တော်အခုရန်ကင်းထရတော်လည်းကြောင်းပေးတယ်ဒကာတွေဒကမတွေကလည်းမြေတွေရောကြောင်းတွေရောဝမ်းဆက်ဘုန်းကြီးတန်ခါးနှစ်ပါးသန်းတဲ့ဟာဘယ်မျိုးကိုနေနေတာတော့တပည့်တော်အကုန်လူမယ်လို့ပြောတယ်အခုလည်းဘုန်းကြီးတစ်ပါးကတပည့်တော်မြောက်ကလာမှာကြောင်းလူတယ်အစင်အသင်းပဲအစင်နဲ့တက်ထိုင်နေရုံပဲတပည့်တော်ဘာမှမယူသေးဘူးဘာဖြစ်လို့လဲကြောင်းတိုင်မစောခြင်းလို့နံပါတ်1ကြောင်းတိုင်စောရင်တပည့်တော်မလွတ်လပ်တော့15ဝါစောရည်တယ်အဲ့တော့ဝါအစိတ်လောက်ဆိုရင်တော့နည်းနည်းလေးတစ်မျိုးတချို့ကဘာကြောင့်ကြောင်းတိုင်နေတာဆိုတော့ကိုဘိုလ်လုံးချင်လို့ဘိုလ်လုံးချင်လို့ကြောင်းတိုင်တာတပည့်တော်တို့နော်ဟာကိုဆုံးဖြတ်ချက်နဲ့ကိုတဲ့ကိုဆုံးဖြတ်ချက်နဲ့ကိုဆိုတော့ကိုကပိုးပြီးတော့အလုံးမလုံးဖြစ်တော့ဆရာသမားရှိရင်ဆရာသမားကြောက်ရည်တယ်ဟုတ်လားပတ်ဝန်းကျင်ရှိဒီကိုဘိုလ်လေကိုနေချင်းတို့လိုနေပါလေလှုပ်ချင်တို့လိုမကောင်းဘူးကြီးကိုများညကြောင်းတိုင်မစောနဲ့နော်ကြောင်းရလေအစောကြီးလက်မခံနဲ့တပည့်တော်လက်ကိုမခံဘူးအစင်နဲ့နေလို့ရတာမင်းဘာဖြစ်လို့နောက်တစ်ခုကဆရာသမားအင်အားရော့သွားမှာဆိုလို့တပည့်တော်ဆရာသမားကတပည့်တော်အားဖြစ်ပေးဖို့လိုနေတယ်တပည့်တော်ခွန်အားရှိတယ်ဆရာတော်လည်းလုံနိုင်နေတယ်လေအဲ့လိုမဟုတ်ဘဲနဲ့ရှင်များလည်းထောင်နိုင်ခွဲသွားလိုက်ဆရာသမားတွေကအားမရှိတော့မြတ်စွာဘုရားရှင်ပြိဋိဘံပြုကံဤအကသဝကကြီးနှစ်ပါးပြိဋိဘံရင်ဆန်းတော့ဘုရားဘလောက်အားငယ်သွားမလဲနော်ဒါလောကစကားအရပြောတော့ဘုရားတော့အားမငယ်ဘူးလက်ယုံကြီးတွေပြုတ်သွားတာနော်ဟုတ်လားအဲ့ဒါစဉ်းစားကြည့်အဲ့လိုပဲတောင်းတန်းကိုခွဲနိုင်တယ်ထောင်နိုင်တယ်ငါလူတန်းတဲ့သူတွေရှိတယ်ဆိုရင်မခွဲပါနဲ့မထောင်ပါနဲ့ခွဲပြီးထောင်ပြီးဘာအလုပ်ရှိတော့ဘာအလုပ်မှမရှိအောင်မရှိတော့ထင်ရတယ်လျှောက်လို့တော့အဲ့ဒီဘုန်းကြီးတွေကပျက်စီးကုန်ရောဘုန်းကြီးချင်းဘုရားလိုက်တယ်ရှ िख ိုးမဲ့သူတော့မရှိဘူးဘုရားတွေတော့အများကြီးဖြစ်သွားတယ်တပည့်တော်ကဘုရားတဆူရှ िख ိုးတဲ့သူရှိမှကြိုက်ဟုတ်တယ်လေကိုဘုရားရှင်ဘုရားလေအိမ်ပစ်ထားပြီးပြစ်ထားလို့ပဲရဟုတ်ဘူးလားတပည့်တော်တနေ့ကို2ခါဘုရားရှ िख ိုးတယ်တောက်တော်ရင်2ခါကတ်တယ်တနေ့ကို2ခါခန္ဓာကုတိ
ဖះကိုကြောင်းနှစ်ခါလူတယ်ဟိုကြောင်းလဲတပည့်တော်ရှိတယ်လေအခန်းထဲမှာကြောင်းလေဖះကြောင်းလေးခန္ဓာကုတိတပည့်တော်တနေ့နှစ်ခါလူတယ်နော်ရှင်မတို့ဖះကြောင်းတကပြုဖို့မလွယ်ဘူးခန္ဓာကုတိတစ်ခါလူမပြီးဘူးလေတပည့်တော်ဤခန္ဓာကုတိနဲ့ခန္ဓာကုတိတော့ရေမွေးလေးတဲ့ဖြန်းတယ်ဖះကိုမဖြန်းဘူးခန္ဓာကုတိတော့မှုေးနေရတန့်ရှင်းနေရတောက်တော်ရေအမြဲတမ်းတည်ထားတယ်လျှက်သစ်မီအဲကွန်းမှဖွင့်ပြီးတော့ဘုရားကိုအဲကွန်းနဲ့လည်းပူဇော်တယ်ကိုယ့်ဖေကိုပြုစုရမှာပေါ့ဗျနော်တပည့်တော်တို့အဲ့လိုစိတ်ထဲမှာဘုရားနဲ့ဒီလိုမျိုးနေရမှာအခုဘုရားနေလေအများကြီးနော်စေတီတွေဆိုလဲတဲလို့တဆူမဟုတ်ဘူးအတန်းလို့နော်ဘယ်ဘုရားရှိခိုးလို့ဘယ်ဘုရားပိုးချောတော့ဟာလို့ကြည်နေရတာနဲ့ကိုအာယုံယူကိုဘယ်ဘုရားပိုးချောတော့ဟာကြည်နေရတာနဲ့ကိုချုပ်ချက်ခံနေတာရပါပြီတဆူဆိုမလုံလောက်ဘူးလားတပည့်တော်ဘုရားကိုတပည့်တော်မမြင်တဲ့နေရာအဲ့တဲ့နေရာမမြင်တဲ့နေရာလေးကိုတပည့်တော်ထားဘာလို့ရှက်လို့မာဂရုံဆရာတော်ဘုရားရဲ့အခန်းထဲမှာဘုရားထားတာမကြိုက်ဘူးနော်အဲ့ဒီပြောတော့လိုက်ကလေးနဲ့ဒီလိုလိုက်ကလေးနဲ့အကာသကွယ်လေးနဲ့ဆိုပိုးကောင်းတယ်ဘာလို့ဘုရားတပည့်တော်တို့သင်္ကန်းလဲတာဘာညာဘုရားရှိကိုယ်လုံးကြီးကြီးလေးနဲ့ဟုတ်လားသင်္ကန်းလဲတာအဲ့မျိုးတွေရိုင်းဆိုင်တဲ့ပုံစံမျိုးဘုရားကိုတက်ရှိထင်ရှားလို့တပည့်တော်တို့ကနှလုံးသွင်းနေဖို့အရေးကြီးတယ်ကဲဟုတ်ပါပြီဗျအဓိကတပည့်တော်ဘာကိုပြောချင်တာလဲဆိုတော့တပည့်တော်တို့ကတိုင်းပြည်စီးပွားရေးကြက်တဲလာတဲ့အခါမှာတပည့်တော်တို့အသစ်ထူထောင်တာတွေရှော့ဖို့လိုတယ်ထူထောင်လိုက်တာနဲ့တပည့်တော်အဲ့ဒီဟာတွေကထူထောင်မှုမပြီးဘူးလျှက်သစ်မီတွေလာမယ်လျှက်သစ်မီမရဆိုလာတွေတက်အောင်ဟာမီကြီးတွေသောင်းအများကြီးပဲ cost တွေကအဲ့ဒီဟာတွေကိုဒကာဒကမတွေကမလိုက်နိုင်တော့ဘုန်းကြီးတို့အကြောင်းကဘာလေးလိုပါလဲအလှခံတော့အရှင်မြတ်တို့တောင်းစားတော့ငကိုးနဲ့တောင်းစားနေတာကိုနောက်တောင်းစားတဲ့ဟာဂုံမှာတက်တောင်းစားအဲ့လိုဖြစ်သွားရာသကလေခင်ဗျားတို့ရာသကမဟုတ်လားတရားတရားရှိလို့ပြီးရင်ကောင်းတယ်လေအခုကတရားတရားရှိမရှိဒကာဒကမတွေအစီနှစ်အညစ်ထုတ်ပြီးတော့တောင်းနေရရင်တော့ကောင်းဘူးဒါကြောင့်သူတို့ကြောင်းမခွဲတာသဘောပေါက်လားဗျမဖိတ်ဘဲနဲ့သူတို့တခုမှအလူမခံဘူးသစ္စာဆိုလဲမဖိတ်ရင်တခုမှအလူမခံဘူးဟုတ်တယ်လေဘလောက်တန်ချင်းရှိမရှိဖိတ်မှတပြီးတော့ဖိတ်တဲ့သူတော်တွေကြည်ကြက်လူခံရတာဟုတ်လားကြည်ကြက်လူခံရတာတချို့ကဒကာဒကမတွေကရှင်ပြတို့ကိုဆွေမျိုးသားချင်းအရင်ချလို့စိတ်ထားနဲ့ရောက်လာပြီးရင်သားသမီးစရိုက်သွင်းတယ်အတွင်းမခံနဲ့အလွန်မခံနဲ့တပြီးတော့လောကထဲနေတာနော်အရှင်ပြတို့ကဝင်းချင်းလေးတစ်ခုတည်းမှာနေတာနော်တပြီးတော့အများကြီးညီကိုများအတွေ့အကြုံအများကြီးရှိတယ်ဟုတ်လားအဲ့တော့သူတို့ကတန်ရောတင်နဲ့လာပြီးတဲ့ကတခါလေးချုပ်ချယ်ပြစ်တာဟာဒကာတွေလည်းတွေ့ဦးတယ်ဒကမတွေလည်းတွေ့ဦးတယ်အဲ့လိုချုပ်ချယ်ပြီးဟိုလိုမလုံးနဲ့ဒီလိုလို့ဘုန်းကြီးဟိုလိုလေးလှုပ်စင်ခြင်းနဲ့ဒကာကြီးတယောက်တော့ဘယ်လောက်ပြောမလဲဘုန်းနဲ့တနိုင်ငံလုံးလည်းသိပြီးတဲ့နော်အကုန်လုံးအစားလက်ခံနေတဲ့ရဟန်းပိုင်းရောလူပိုင်းရောတဲ့အစိုးရပိုင်းဆိုအများကြီးလက်ခံတဲ့အလိုအဲ့ရင်နဲ့ဘုန်းကြီးအသက်ပါဆွနေရင်ဆွန့်ပြီးတော့တဲ့ငြိမ်းချမ်းရေးရအောင်လုပ်တဲ့နေတယ်ဒကာကြီးသားခိုင်းမှလားလို့အဲ့နဲ့ပေါ်မလာတော့